မျက်နှာဖုံးပကြီးကပကြီးအောင်ကျုံဖြန့်စီတာစိတ်ကမ်းလာစားပေးရရေးတဲ့သူကအေဒီနာနာစေပြီးကျော်စောင်းနာမည်က 90s born အစေးများအစေးက12ပုတ်ပါတယ်အပေါ်လက်ဆောင်နေတဲ့တပုတ်ထပ်ပါတယ်ဘိုင်ဝမ်ကောင်ဝါပေါ့စတာပါဗျာ1990ခုနှစ်ကစလို့နောက်ပိုင်းမွေးဖွားသူတွေတော့လွားစရာအပြုတဝါကြီးဖတ်ရှုရမယ်စာအုပ်လေးတော့ပေါ့ဗျာပထမတစ်ပုတ်ကအိမ်လွမ်းနာတဲ့အဲ့တော့ချင်းစောင့်နဲ့ထွေးလိုက်သလိုပဲစုပ်ပြတ်ပတ်နေတာစပယ်ကြီးစုလို့ခင်ဗျားတို့လည်းကြုတ်လို့ဖြစ်ချင်းအိတ်ဆောင်ကိုရေလို့ဖတ်ကြည့်အိမ်ကိုလွမ်းမိတဲ့ကြုတ်တို့အနေနဲ့ခံစားလိုက်ရတော့နောက်ထပ်စောင့်မှုမျိုးအတေးပြီးဖတ်လို့တော်သေးတာတကူနောက်ထပ်စောင့်မှုတစ်ပုတ်ကဖေးချက်တဲ့ခင်းလေးဗျာဖေးချက်တဲ့ခင်းလေးတကူကြုတ်ဖတ်ပြကျွန်တော်ကစိတ်မရှိမကြက်သေးဘူးလားဖေးရဟိုမေးလိုက်တယ်ဒီအဲစားလို့ရပါပြီကွာလို့အဖေကပြန်ဖြေပြီးအချက်ကလေးကိုကောက်ပါဆလိတော့ကျိုးတော့အဖေဟင်းအောင်ဖုံးလက်ကြည့်စီလေကြီးလေးတွေထားကိုကြောင်းမယ်ကျောင်းမလေးပြီးတစ်ချက်ပေါ်ပြီးသိချက်ရတာပြီးဆင်းတယ်ရုပ်တရက်အဖေမျက်နှာရှုံးမယ်သွားပြီးခွေးကနေဟင်းတွေကိုထွေးထုတ်ပြီးဆက်တဲ့ချုံမုံကလေးကိုဆွဲကြည့်ပြီးတော့ငါကြိုက်တော့တာဒီဘူပေါ်ကဟင်းအောင်ကိုခြေထောက်နဲ့ခိုင်အောင်ပိတ်ကန်ထဲလိုက်တယ်စားကြည့်စပွဲလေသိန်းငပိချက်သည်မြေပေပေါ်မှာအငွေတစ်ထောင်ထောင်ဖြစ်တပြတ်တစ်ကျဲအဲ့ဒါကြီးအားကြောင့်ဖြစ်သွားလေဆိုဆောင်းထဲမှာပါတယ်အကြည့်ကျုပ်လိုပြောစီစီပြီးခေါ်ထုတ်ပတ်လာရေးပြီးပါနောက်တစ်ပုတ်ခေါင်းစဉ်လိုမျိုးတခုမေးပါဦးနိုင်ငံကဟိုစပိန်ညက်ဆိုင်မှာစပိန်ညက်ဘူးကြတယ်ပါအဲ့ဒီစပိန်ညက်တာကိုပြန်ပြီးမြင်ပါကြည့်ပြီးတာနဲ့သိဆောင်မှုဖတ်ကြည့်ဆောင်းမှုနာမည်ကနေဘောကစံပါစားရည်အပြီးတာနဲ့အေးကွာဟုတ်တယ်ငါလည်းအဲ့လိုခံစားဖို့အဲ့လိုမျိုးမဟုတ်ဘူးချင်းလေဒါပေမဲ့မလေးဖြစ်ခဲ့ဘူးဆိုပြီးတော့ဖြစ်လာတယ်အိတ်ဆောင်ကိုဖတ်ပြီးတာနဲ့အချိန်မနောက်ခင်ပြေးလေးပြေးကြပေါ့နောက်တစ်ပုတ်ကနေစားပေးတယ်အထူးတလည်းမမျိုးတော့ဖတ်ကြည့်ပြီးတော့နေစားပဲပြီးတော့နောက်ထပ်တစ်ပုတ်ကစောင်းမျက်နှာပုံမှာပေးလာတဲ့ 90s born အဲ့ဆောင်မို့နောက်ဆုံးမှပြောပြဘာကြောင့်နောက်ဆုံးမှပြောသလဲဆိုတော့တစ်ချက်လောက်ဆောက်ပေးကြပါဦးတော့ဆောက်တယ်စာအုပ်ဝက်ဖက်မျိုးကလေးဤသိခါရမမြဲခြင်းတရားကိုကြက်ကြက်ခံတဲ့မျိုးလေးတမျိုးတဘောဟာကြီးကိုအန်တုပြီးတော့မျိုးနေလူလူအတွက်အမြဲတမ်းပေးဆက်နေတဲ့မျိုးလေးတမျိုးကြောင့်တိုင်းလိုက်ဝေလီမနေပြီဘာကြောင့်အဲ့ဒီခေါင်းစဉ်တွေပေးထားလဲဆိုတာစိတ်ဝင်စားတယ်ပါကျုပ်လည်းစိတ်ဝင်စားလို့ဖတ်ကြည့်ရတယ်တော့ကစပိုင်းဖြစ်မှာဆိုလို့မပြောတော့ဖတ်ကြည့်ခင်ဗျားတို့မှတ်ဖို့လေမကြထုတ်ကြည့်ပြပြီအနေထက်တစ်နေ့တက်ကြီးတာတော့တတိပြုကြရတယ်တက်ကလေးတွေဘလောက်တော့ဖြစ်တန်းပြီးကြတယ်ဖြစ်တန်းလာတဲ့တက်ကလေးတွေကိုခံစားဖို့ပဲတက်ကလေးများဆိုတဲ့ဆောင်းကိုဖတ်ကြည့်လိုက်စကားပြောတာလည်းရှင်းနေပြီလေကျန်တဲ့အစိမ်းလေးကိုကြောင့်ပြောတော့ဘာဖြစ်လို့မပြောကြရလဲဆိုရင်ကိုယ်တိုင်ဖတ်ပြီးခံစားခြင်းတကယ်ကိုရတာရှိတာတွေ့လိုက်နောက်ပြီးစောင်းမှုတပုတ်စီတိုင်းမှာတူတူတဲ့ခံစားချက်ကိုပေးထားပြီးတော့စာဖတ်သူကိုစေတနာရထားတယ်ဆိုတော့ထွေးထွေးကြီးနေစာအုပ်ဖြစ်ပြီးရောဆိုပြီးရေးသားထုတ်ရတာပေါ့ပဲတကယ်ကိုစေတနာပါနဲ့စာဖတ်သူတွေကိုအင်းဟောပေါ်ချကြရလို့စာအုပ်တော်က6000ဆိုရင်လည်း6000တော့မကကန်တဲ့အရေးတို့တွေ့ရတယ်တို့စာအုပ်မျိုးဖတ်ရတာရှိလိုက်တော့ကွာဆိုပြီးတတနဲ့ပြောနေရတဲ့စာအုပ်မျိုးဖတ်ပြီးကြောင်းမထိုးပဲစာအုပ်ဆိုတဲ့တူးလေးရတယ်တင်ထားရမယ့်စာအုပ်မျိုးဆိုတာကြုတ်ရဲရဲကြီးအမှခံနေတယ်ခင်ဗျားတို့စာအုပ်ဝင်လိုက်လို့ရှုံးစီတာနောက်ဆုံးမှပြောမယ်ဆိုတဲ့ 90s born ဘာကြောင့်နောက်ဆုံးမှပြောရတာလဲဆိုရင်ကျုပ်တို့လို90ခုနှစ်နောက်ပိုင်းဖားမြေသူတွေအတွက်ငယ်ဘောအောင်တတနဲ့လွမ်းနေရမယ့်စာမှုလေးတစ်ပုဒ်ဖြစ်လို့တခုပြောချင်တာ2000ခုနှစ်ဖားမြေတဲ့သူတွေတော့ sorry တော့စားပါစာမှုတွေကပါတဲ့အကြောင်းအရာတစ်စုံစာကိုဆွဲထုတ်ပြ။လူကျောင်းပေးရဲ့3လတာရက်90ကျော်ချိန်ကာလလေးကလေးတိုင်းအမြင့်ဆုံးသောထိစုကြီးဖြစ်ပြီးထိုရများသည်စောင်းဝါဒီပုံမှာပျော်ရွှင်ခြင်းချိန်ကာလတာရှိခဲ့ကြသည်ကလေးတယောက်ဤလွတ်လပ်ခွင့်ပြေဝဒီမိုကရေစီရတယ်။နှစ်တိုင်းလူရသည်3လတိုင်းမှာခင်များစွာပေါ်ထုံးခဲ့သည်လိပ်ပြာနေတောင်းမှဖြက်ပစည်းရင်ခွဲသည်တန်တန်ခေါ်ပြီးကြတော့ကာလတွေမှာ
ကြံကြောင်းကျွတ်အိတ်ကြီးနဲ့ကိုယ်တိုင်ရက်လုပ်ထားသည့်အပျော်နှမ်းစုံများကိုတကယ်ရေးတစုပြိုင်ဆိုင်လွတ်တင်ခဲ့ကြရသောဆုံးခက်ပေါင်ရင်းကြနှင့်ကာတွန်းရုပ်ပုံကားချက်များကိုအကျွေးစီနှစ်စီးနဲ့ခေါင်းပန်းပန်းနဲ့စော်ကစားခဲ့ကြရသောပုံခက်တစ်ဖက်နဲ့တစ်ဖက်လူခွဲတာကော်ဂျီဆန်ပစ္စတိုလေသနက်ဖြင့်ရဘုံအာနိုဗဒိဆဆန်ပြန်လည်ပြစ်ခတ်စော်ကစားခဲ့ကြရသောလေသနက်ခက်စီဂရက်ပဲစီပြန်တိုင်းတွင်ငရေပင်များထည့်၍ဘိုးခွင်းနှင့်တိုင်လွတ်အောင်ပြစ်ပြီးအနိုင်ရတဲ့လူတွေကသေခွင်းများတွဲဆက်ကဆွဲကြိုးလုံးဝေးခဲ့ကြရတော့သေပေဖြစ်နောက်ဆုံးလုံးများကိုလွယ်အိတ်စိုးတို့ဖြင့်ဆက်လွယ်တိုင်းလွယ်ပြီးမြေပြေပေါ်တွင်အပုံပုံကခေါင်းကုတ်အပီပိုင်းချ၍အဝေးပါအလဲကျပြစ်ကစားခဲ့ကြရတော့နောက်ဆုံးလုံးဖြစ်တွတ်ပြီးအကလေးစစ်သားတလိษံကော်ပတ်ရုံပေါ်စားလေးများကိုထောင်း၍အနက်ဖြင့်အားကုန်လွှဲပြီးစော်ကစားခဲ့ကြရသောအယုတ်ခေပါဝါရင်းဂျာစူပါမန်စပိုင်ဒါမန်လေးလိုလူသားတို့သည်အိမ်မက်တွေထဲထိညာတိုင်းဒီပါထည့်မှတ်မှာယူသွခဲ့ကြရသောကျွန်တော်တို့အားလုံးစပါဟီးရိုများခေကြောင်းလက်ကျွတ်မစ္စတာဘင်းကီမောက်ပီနိုချီယိုစင်ဒရလာစနိုးဝိုင်းတို့သည်ဦးနိုင်သေးလိုက်ချစ်နှစ်သက်ဆွဲလန်းခဲ့ကြရသောကျွန်တော်တို့ရဲ့လေချင်းဦးဖြစ်မိုးပွားလေးကတပွဲပွဲကြပြီဆိုတဲ့မိုးရဲရည်ထဲမှာအိမ်မပါခြေပလာဖြစ်အကာထုံပေါင်းပြီးတို့လေးတစ်ချက်ဝင်ခုံစင်းရဲ့ကဘာကြီးကိုလွတ်လပ်စွာဘောလုံးတစ်လုံးကျေပြီးစစ်မျက်နှာဖွင့်ရတော့ဖြစ်ညဘက်ရောက်ရက်ွက်ထဲမှာပြေးတန်းလိုက်တဲ့မင်းသားမင်းကြီးဖွက်တဲ့ခုံစီထိုးတဲ့တူတူပုံးတဲ့ကစားနည်းစုံမောဘကစားပြီးမှညနေတကောင်အိမ်ရဝင်ပြီးခူးပေါင်းတန်းအိမ်မောကျသွားတော့ဖြစ်တကယ်တော့ဖြစ်လို့တော့ပြောဆိုသုံးလုံးနေပြီလေကျွန်တော်တို့ဖြတ်တန်းခဲ့ရတဲ့ခင်လေးတွေအားလုံးရဲ့တက်တန်းဟာလာပိုင်းအလဲငယ်မျိုးတွေစီတာဖြစ်တယ်။တို့ရတယ်တစ်သက်လုံးဆွဲလန်းအမှတ်ရနေကိုရတော့လုံလုံလောက်ရှိနေခဲ့ပြန်တယ်။မထူးဆန်းပါတော့။အဲ့ဒီဆောင်မှုလို့ဖတ်ပြီးကြုံလဲငယ်ဘောတတိယလာဒီပါပဲချက်လိုက်တော့။အော်မေးလို့စောင်းနမေက 90s ပေါ်အစီအမံခေးတယ်လားစိတ်ကူးကြောမေး